ကြည့်ချင်နေကြရမလားဘလူးတူပေါ့ဟိုကဘလူးတူပေါ့ဖြစ်တယ်ဒီမှာဘလူးတူနေကြခီးတော့ပါလာသေးတယ်တထောင်တစ်ခါမှမလို့ဒီမှာကွာထားပေါက်တဲ့ဒီကိုဖောက်မယ်ဘာလဲအော်မှန်လေမလေးကဲမမတို့ဒီနေ့ကတော့မင်းစုပ်ပြီးစုပ်ပြက်ကလေးနဲ့ပဲဆွေအောင်မယ်လေးဖောက်ပြရမယ်ရှင့်ထိုင်းခု lucky blind bag လေးဒီချက်နေတော့မင်းကအမိုက်စားလေးယူထောင်မလေးခုရှိတယ်ဆိုတော့ဒီချက်နေတယ်လေးတဲ့အိုးလူချက်တော့ကြီးရောကြီးမယ်နော်ဒါလည်းကြီးရောကြီးမယ်ဒုစာလေးကတော့ပိုလေးဒါပိုလေးတယ်သေးမယ်ဒါလေးကလေးနေတယ်မင်းဒါဖောက်မယ်ကဲမင်းစလာဆွေအောင်လေးတွေရနေပြီနော်2000ကဲကြိုက်ရင်ဝဲမကြိုက်ရင်လည်းလာဝဲကြဒါလည်းကြောက်မယ်2000ဆွေအောင်ဖူး blind bag ထိုင်း blind bag စစ်ပါတယ်ရှင်ကဲဒါလေးကလေးနေတော့မင်းဒါလေးကအထုပ်သေးပြီးတော့လေးနေပေါ့နော်ကြီးတဲ့ဟာတွေတော့ပြီးမှဖောက်တယ်ကဲဒါလေးကငွေရကဆိုတော့အရင်ဖောက်ပြမလားလုံးဝမဖောက်ဘူးဒါဖောက်မယ်နော်ထိုင်းဘက်ကတစ်ထောင်ပေါက်ပါလေဒီပီဇာရှော့ဘာပြီးရဆိုတော့ပါဘူးလားကျမဒါအင်္ဂလိပ်စာကြတိတ်မစွမ်းဘူးမြန်မာစကားတော့တိတ်မတက်ဘူးကျမလူဖြစ်အဲ့ဒီမှာဒီဥစ္စာနော်ဟိုပါလေးရပြီကလေးရပြီရှင်ကဲနောက်တစ်ခုကဲဖူး blind bag ကဲ तू ကတော့ပစ္စည်းရတော့ဆိုထိုင်းနေလားဆိုပစ္စည်းရတော့မတူးတော့မလားလို့ကဲကလေးရမယ်ဒါလေးကလွေးရဆိုဖောက်လိုက်တာကြီးတယ်တော့မဟုတ်အိုးဒီမှာဘလက်ရှာလေးရမယ်မမတို့ရေးပါနီလေးရပြီရှင်ကဲပါနီလေးကျမဒီနေ့ကပူပူလေးနော်အိမ်နေတန်းလန်းနေတယ်ပဲကျမအဲ့လိုမျိုးပြောလိုက်တော့ဒီတိုင်းလဲလှပြီးသားဆိုလေကဲလေးစတစ်လေးရတယ်ရှင်လေးခုရပြီနော်မမလေးလေးခုတင်းတင်းထောင်းလေးခုရပြီငါ6ခုဒါလေးရတော့ထားပေါက်နော်တစ်ထောင်တစ်ခါမှမလို့ကျမဟွာထားပေါက်တဲ့ဒီကိုဖောက်မယ်ဘာလဲအော်မှန်လေမလေးမှန်လေးရခရင်တော့ဒီလိုမျိုးလာတာမမတို့ဒီလိုလေးမင်းတီဗီဟိုထဲမှာဒီမျိုးလေးတွေမှာဟိုဒီလိုမျိုးလေးကဲဒီလိုမျိုးလေးမှန်လေးရောဒီလိုမျိုးလေးထောင်ထားတာမတို့နော်လောလောဆယ်ဒါလေးကတော့အဲ့လိုလေးထောင်ထားမယ်ပြုံးမကြနဲ့နော်ပြုံးမကြနဲ့ကဲအခုကြံနေတယ်မန်နီယာထောင်ပေါက်ပေးပါနော်တသိန်းကြော်ရမယ်ရှင်ဒါလေးကဘီလေးပါရှင်ကဲနောက်ဆုံးတစ်ခုကတော့ဆယ်တော့ဖြစ်နေမလားမသိဘူးစမ်းကြည့်ရတာတော့နည်းနည်းလေးမကလောက်နဲ့ထောင်ပေါက်သွားတာ20တာပြီသူလည်းပြုတ်ကြရတော့ကဲဒါလေးတွေ2000ရွှေရမလိုက်ဖူးပလိုင်းဘက်ပေါ့နော်ဝယ်ချင်းဝဲမွေးချင်းလာဝဲယောက်ျားလေးတွေလည်းကန်ဆန်းမဲလုပ်ပြီးကောင်းမယ်တဲ့သူတို့ကဖောက်ချင်တာတော့မှပဲမိန်းကလေးအသုံးဆောင်ပစ္စည်းဆိုတော့အဆင်ပြေမနေဘူးလို့ပြောချင်တာမလားဒီမှာလာပြီဒါယောက်ျားလေးပေါက်ဖြစ်ပါတယ်ဒီဥစ္စာကမင်းရောင်းတဲ့ပန်းရောင်ပေါက်ကပန်းရောင်ဂျိုးလေးနဲ့ကသူက4600ပေါ့နော်ဒီယောက်ျားလေးပေါက်ကတော့ယောက်ျားလေး accessory သုံးဆောင်ပစ္စည်းတွေပါမယ်လို့ပြောပါတယ်မင်းဒါပထမဆုံးဖောက်မှာထိုင်းရနေမင်းကိုယ်တိုင်ဒီမှာထားတဲ့ဥစ္စာလေးဝယ်ခြင်းတော့မင်းထွေးစအောင်မယ်ဆိုတဲ့အကောင့်နဲ့ဘိုင်ပါမှာလာဝယ်လို့ရတယ်ကဲဗာလေးရောင်းမယ်ဒီဥစ္စာတော့ဈေးနှုန်းကတော့9000နဲ့6000ဖြစ်ပါတယ်သူကတော့1000ဈေးများတယ်ပေါ့နော်ကဲဗာလေးပေါက်မလဲယောက်ျားလေးပေါက်ကိုဖောက်လို့ရှင်မန်ရှင်းခေါ်ပေးပါဆိုတဲ့အကိုလေးဒီမှာမင်းဖောက်ပြပြီ9000နဲ့တက်မှန်ကြည့်ပြီနော်သူကလည်းပစ္စည်းချောင်းမျိုးပါတယ်လို့ပြောပါတယ်ဒီမှာဒီလိုမျိုးဟေးရှင်တို့ကြည့်ရင်နေတဲ့ဒီမှာမန်ပေါက် accessory ပါတယ်သူက1 2 3 4 5ကဲ6မျိုးပါတယ်ရှင်သွားလိုက်တာတော့ကဲလာပြီမန်ပေါက်နော်ဒါယောက်ျားလေးတီးတန့်ပေါက်လို့ပြောပါတယ်ကဲမန်ရှင်းခေါ်ပေးလိုက်ပြီနော်အဲ့ဒါဖောက်တဲ့နေ့ကျရင်မန်ရှင်းခေါ်ပြမှာမတွေ့လို့ပါညာနဲ့ကဲယောက်ျားလေးတီးတန့်မျိုးကိုတွေနော်ကောင်မလေးတွေကလည်းကိုရီစားတွေကိုနော်လက်ဆောင်ဝယ်ပေးခြင်းဒီပေါက်ကိုဝယ်ပေးလိုက်တော့တခါတည်းဒီ6မျိုးလည်းပါတယ်9600ပဲရှိရနော်1 2 3ဒီမှာဟိုလေဘေးလိုအိတ်ကလေးဒီမှာလို့ကဲဘေးလိုအိတ်ကလေးပေါက်သွားတယ်မင်းဖောက်ပြလိုက်တော့မယ်ဘေးလိုအိတ်ကလေးအိုးဒီမှာဒီလိုမျိုးလေးကဲဒီလိုမျိုးဒီတိုင်းလိုရတဲ့ဟာကွာဒီလိုလေးလိုရတယ်မင်းတစ်ဖက်ပဲလိုလိုက်တော့အပေါ်မှာပြီးကောက်နေဆိုလိုလို့မရကဲဒီလိုဟာလေးပေါက်သွားတယ်ရှင်ပထမဆုံးဈေးပေါက်ကတော့ဘေးလိုအိတ်ကလေးဖြစ်ပါတယ်ရှင်9600ဒီမှာကပတ်ပေါက်သွားရပြီကဲကပတ်ကလေးကဲဒါယောက်ျားလေးဟာနော်ရှင်တို့ပြောပြကြဟိုဈေးကြလာမွေကြောဟိုဖောက်ပြကြီးကဖောက်ပြန်တယ်ကဲရထားတယ်ကဲဒီမှာနောက်တစ်ခုဈေးကြံနေတယ်ဆိုတယ်ကပတ်တွေဟိုရရတယ်ဖောက်လို့မရဟာကြောက်ကဲဖောက်ချင်နေပြီရမယ်အိုးယောက်ျားလေးပေါက်နော်အမိုက်စားတွေဟဲ့တာဖိုက်တယ်စပင်းလောက်တယ်စပင်းဖြန်းဟိုဟာကြီးစပင်းခေါင်းရိတ်တဲ့ဟာကြီးထင်တယ်နော်ဒီလိုမျိုးလေခေါင်းလေအဲ့လိုဟာကရုံးတုံးတဲ့ဟာကြီးလာမသိဘူးဒီလိုမျိုးကြီးဟုတ်တယ်လားမသိဒီမှာပစ္စည်းတော့အစုံလင်းတော့ပါတယ်နော်ကဲမေးပေးကြပါအောင်အားသွင်းတဲ့ဟာလည်းပါတယ်နော်ဒီမှာအားသွင်းတဲ့ဟာအဲ့လိုမျိုးဟာပါတယ်တော့မမတို့မကိုတို့ဖြစ်နေပြီကဲကြားလေးသုံးဆောင်ပစ္စည်းအဲ့လိုမျိုးပါတယ်နော်9600မင်းဆွေးစရာမယ်ဆိုတော့ကမလာဝယ်လို့ရတယ်ကဲဒီမှာဘိုင်ပါမှာလည်းလာဝယ်ရဒီမှာခေါင်းလျှော်ကြီးပောက်သွားပြီနှစ်ခုကြံသေးကဲကြားလေးပေါက်ဖောက်ပြီးနော်ကြည့်ကြလေကြည့်ချင်နေကြရမလားဘလူးတူပေါ့ဟိုကဘလူးတူပေါ့ဖြစ်တယ်ဒီမှာဘလူးတူနေကြခီးတော့ပါလာသေးတယ်ကြည့်တတ်တယ်
studio sound နဲ့ B41 နဲ့2 wire နဲ့တဲ့နော်ကဲတစ်စိတ်ကအဲ့ဒါကဲနောက်ဆုံးတစ်ခုကတော့မိုက်စားလေးပေါက်လိုက်တော့ तू ကဒီထဲမှာပတ်စံမပေါအောင်တော့တစီက6မျိုးပါတယ်ရမိန်းကလေးပေါက်ယောက်ျားလေးပေါက်ရှိတယ်မိန်းကလေးပေါက်ကဒီဥစ္စာဒါယောက်ျားလေးပေါက်မင်းစီမှာမိုက်ပေါက်လာခဲ့လို့ရတယ်ဒါမိန်းကလေးပေါက်ဒါယောက်ျားလေးပေါက်နော်ယောက်ျားလေးကအပြရအောင်အဲ့လိုမျိုးကဲနောက်ဆုံးတစ်ခုကဲနောက်ဆုံးထည့်ပြကြကုန်ပြီနောက်ဆုံးတစ်ခုကဒီမှာဘေးလွယ်ကလေးရမယ်ကပတ်ရမယ်ရှင်ဒီမှာ Bluetooth နှစ်ချက်ကလေးလည်းရမယ်ရှင်ဒီမှာကောင်းရှော်ရရမယ်ရုပ်စာနောက်ဆုံးကပါလဲမန်ဆိုတဲ့ဟာပါလဲဒီပေါင်နာလားပါလားမသိဘူးမတို့နည်းထိုင်းစာနဲ့တော့ရေးထားခဏလေးလောက်တဲ့တော့အဲ့ဒါလေးပေါက်မယ်ပြီးလို့ရှိရင်ဒီမှာရုပ်စာကအားသွင်းပြီးတော့ဒီမှာအားသွင်းကြိုးတွေပါတယ်အားသွင်းပြီးတော့လောက်ရတဲ့ဒီကတုံးတုံးနဲ့ဟာလားဘာလားမသိဘူးနော်အဲ့လိုမျိုးရုပ်လားမသိဘူးအဲ့ဒါပါတယ်ကဲဆိုတော့9600တမတန်ပြောခဲ့ကြအောင်ဒါယောက်ျားလေးပေါက်ဖြစ်ပါတယ်ရှင်မင်းစီမှာလာပြီးတော့ဝယ်လို့ရပြီနော်ကဲမမတို့ရေမဲအစ်စ်ရောက်ပါတယ်ရှင်ထိုင်းမဲအစ်စ်ကလေးထပ်ရောက်ပါတယ်ရှင်နော်လူကတော့တညာလုံးမရသေးတဲ့အတွက်ဂျုံကြီးကြနေပါတယ်အဲ့တော့ယုတ်ကလေးတော့တိကျပေးကြပါလို့ပြောချင်ပါတယ်လောလောဆယ်ငွေရောင်ပလိုင်းပဲဒါလည်းပဲခုနှစ်ထုတ်ပါတယ်ပြောတယ်နော်ဒီဟာလေးကထိုင်းကနေထုတ်တဲ့ဟာလေးဖြစ်ပါတယ်ZMB lucky blind ပဲသူကလည်းငွေရောင်လေးပဲတစ်စိမ့်မျိုးမျိုးထွက်တယ်မှာတွေဒါကတော့ထိုင်းပေါ့နော်သူကထိုင်းဘက်တစ်ထုပ်ပစ္စည်း6မျိုးပါတယ်ထိုင်းဘက်ဒီ20ကနေပြီး100ထိပါပေါ့နော်အရင်တော့ပုံစံတိုင်းပဲဒါပေမဲ့ပစ္စည်းတွေကတော့ပိုင်ရှင်မတူတာဖြစ်တဲ့အတွက်ပစ္စည်းတွေကတော့ကွာသွားပါတယ်မမတို့နော်ထိုင်းဘက်သူကမြန်မာပတ်စံနဲ့လည်းလာတယ်ထိုင်းပတ်စံနဲ့လည်းလာတယ်မင်းကတော့ထိုင်းပစ္စည်းဆိုရင်ထိုင်းဘက်ကလေးပေါက်တာပို့အဆင်ပြေတဲ့အတွက်ထိုင်းဘက်တွေကိုမှားထားတယ်လောလောဆယ်မင်းစီမှာရောက်လာတာတော့ဒီဥစ္စာမြန်မာပတ်စံနဲ့ဟာလေးအရင်ရောက်လာတယ်အုံဆုံးဖောက်ပြန်ပစ္စည်းတော့မရဘူးလိုချင်တော့မင်းပစ္စည်းရပြီလာဝယ်လို့ရပြီဆိုတော့မင်းထွေးစအောင်မယ်ဆိုတဲ့အကောင့်နဲ့ဖိုင်ဘာလေးမှာမင်းတင်ပေးမှာဖြစ်ပါတယ်လောလောဆယ်ထောက်မယ်ရှင်ကြားလို့နော်ဒီဥစ္စာ2000နဲ့မှ6000ပါရှင်နော်2000 6000ကဲဒီမှာကလစ်ကလေးပါရှင်လူကခါနေပါတယ်ရှင်အဲ့လိုဖြစ်နေပြီအေးတွေပြက်ပြီးတော့ညာလုံးလည်းမေးရသူကျွန်မပေါ့ဒီမှာကဲရုပ်စာလေးရဲ့ခေါင်းစီကွင်းဒါကတော့တော်လေးတာပဲဟဲ့မမတို့ရုပ်စာကထိုင်းတစ်စိမ့်နဲ့ဒီမှာသူကထိုင်းဟာလေးပဲเนาะထိုင်းပစ္စည်းလေးတွေပဲဆိုတော့အသီးစပြားလေးရပါတယ်ရှင်တော့စိုက်ပြီးငါပတ်စံနဲ့ကြိုက်တယ်ရွှေလေးပတ်စံလေးဒီဥစ္စာကဲဒီမှာကြီးချင်းပုံစံမျိုးလေးနဲ့ဒီဥစ္စာကဒါကလေးဟိုဟာလားပါလားမသိဘူးเนาะတခြားတော့မဖတ်တော့เนาะဟောစိတ်ကြီးရှုပ်ကဲနောက်တစ်ခု3ခုပဲကျန်တော့တယ်မမတို့ကြီးကဲဒါကတော့လက်သေးတော့မကြိုက်ကဲနောက်တစ်ခု ZMB ထိုင်း lucky blind ပဲเนาะဒီကုတ်လည်းမကွာတော့ဟဲ့လူလေးကျုံကျုံနေကြတယ်ကဲဒါနဲ့လားတောက်ကြတယ်ကဲဒါကတော့ list ပဲဖြစ်ပါတယ်မမတို့เนาะ2 4 6ခုရှိသွားပြီကဲနောက်ဆုံးတစ်ခုကတော့ထိုင်းဘက်20နဲ့1000ထိပါတယ်ဒါပေမဲ့လောဆယ်မစ်စီကိုပစ္စည်းစမ်းနေရောက်လာမှာပတ်စံလို့ပြောပါမြန်မာစမ်းဆိုလို့ရှိရင်3000နဲ့1000ထိပါလို့ပြောပါတယ်ရှင်ဒါပဲကဲအိုးမြန်မာပတ်စံဒီတကမြန်မာပတ်စံတော့ပို့စင်ပြပါလဲပြောင်လို့ပေါ့ကဲ3000နဲ့စားတော့3000စပါပါတယ်ရှင်ကဲ2000 6000တန်မတန်မသိဘူး